အမေတော်အောင်ဆန်းစုကြည်ပါစစ်ခွေးနဲ့ညှိနေတော့မယ်ဆိုတဲ့ပုံစံမျိုးကြီးတွေနဲ့ပေါ်ပြောင်းငိမ့်ပြောင်းညှိပါတယ်ဆိုတဲ့ပုံစံမျိုးကြီးမင်္ဂလာပါမြန်မာနိုင်ငံအတွင်းမှာနေ့စဉ်ဖြစ်ပွားနေတဲ့မြေပြင်အခြေအနေနဲ့တိကျမှန်တဲ့သတင်းကိုစနစ်တကျတင်ဆက်ပေးနေတဲ့ခေတ်သစ် channel မှာကြိုဆိုပါရစေ။ပြောဆိုပြီးတော့မှအရေးတွေချလာတဲ့ပုံစံမျိုးကြတော့ကျွန်မလက်မခံဘူး။ကျွန်တော်တို့ဒီပွဲလောက်တာသူ့အတွက်နဲ့လောက်ရတာ။စလိုက်တဲ့အချိန်မှာသူ့ဖမ်းတာနဲ့ဦးဝင်းမြင့်ကိုဖမ်းတာကိုမကြိုက်လို့နော်သူ့ဖမ်းတာနဲ့ဦးဝင်းမြင့်ကိုဖမ်းတာမကြိုက်လို့ဘာလို့ဆိုရှင်ကျမတို့တင်ထားတဲ့ leader ကိုကျမတို့ဖမ်းပါဒီနောက်ပိုင်းမှာတော့ကျမတို့မှာအပြစ်တယောက်နဲ့တယောက်ပြောရင်းဆိုရင်စကားတွေဖောင်းကြတာရှိရပေါ့ငါနေရင်ပြီးရောပြောတာပေါ့ငါ့ကိုပြောတယ်ဟင်ငါလည်းပြန်နေအောင်ပြောမယ်ငါ့ကိုပြောတာငါလည်းမချင်တတ်ဘူးငါလည်းနေအောင်ပြောမယ်ဆိုတဲ့ချိန်ကျတော့ကိုစကားတွေမားတာရှိပါတယ်မားတဲ့လူတယောက်မှမရှိဘူးဒီဒေါ်လာကြီးမှာမားကြကရှင်ဘုံဘုံနဲ့တူအလိန်နဲ့တူမားတာရှိရဲ့အဲဒီမှာလည်းကို့အမားနဲ့ကိုမားခဲ့တာတွေရှိရဲ့ဘယ်သူမှအကုန်လုံး 100% မှန်တဲ့လူမရှိဘူးဒါပေမဲ့မားရမြအမားထဲမှာတော့ဂျန်တဲ့အမားတွေကိုမားလို့ရတယ်ဒါပေမဲ့အမေတော်အောင်ဆန်းစုကြည်နဲ့သူ့သားကြီးကိုလက်လွတ်စပယ်ပေါ့နော်ဟိုပေါက်လို့ပေးစားပြောနေတဲ့ပုံစံကြီးပေါ့နော်အဲ့ဒါကြီးကြတော့ကျမတို့ကနိုင်ငံတကာကိုပြရင်လည်းပြလို့လည်းမကောင်းကြည့်လို့လည်းမကောင်းဖြူလို့လည်းမကောင်းဒါကြီးတွေကမလုပ်တဲ့အရာတွေနော်နောက်ကျမတို့တကယ်ပြောတာကျမတို့ကလေနိုင်ငံခြားမှာနေခဲ့တဲ့လူတွေကလေအမေတော်အောင်ဆန်းစုကြည်တက်မှပဲကျမတို့နိုင်ငံခြားမှာမျက်နှာရတာစစ်ခွေးတွေအဆက်စစ်ဘောမတွေစစ်ကစားလူတွေအုပ်ချုပ်တာတန်းရွှေခင်ညွတ်အဆုံးအုပ်ချုပ်တာကျမတို့မျက်နှာမရဘူးနိုင်ငံတကာကျမတို့မျက်နှာတာမပေးဘူးတေချာလဲကြည့်ကြအောင်ဆိုတော့နိုင်ငံတကာကကျမတို့မြန်မာနိုင်ငံမှာတန်ဖိုးရှိတဲ့လူတယောက်ကိုပဲတို့တော့အတိမတ်ပြုတယ်ဆိုတော့အမေတော်အောင်ဆန်းစုကြည်9နှစ်ကာလမှာကျမတို့ passport စာအုပ်အခွင့်အရေးလွတ်တယ်နိုင်ငံတကာမှာကျမတို့ဖိနှိပ်ထားတဲ့ဟာလေးတွေအများကြီးယော့သွားတယ်ရခိုင်လုံးအများကြီးယော့သွားတယ်နောက်နိုင်ငံတကာမှာမြန်မာရဲ့ဟဲ့ဆိုပြီးတော့တည်တယ်မြန်မာလို့ပြောလိုက်အောင်ဆန်းစုကြည်လို့ပြောတာတယ်မြန်မာဆိုတာတန်းတည်သွားတာမြန်မာဆိုတာလူတိုင်းမသိဘူးထိုင်လန်လားအိန္ဒိယလားဘာလားအဲ့လိုတည်တယ်ထိုင်လန်ကိုတည်တယ်အိန္ဒိယကိုတည်တယ်မြန်မာကိုမသိဘူးနောက်ဆုံးဒီပတောင်ရင်ချင်းမှုလေဘင်းအောင်မှာထိုင်းရဲ့ရင်ချင်းမှုပါဆိုပြီးထားလို့ရလောက်ကြတဲ့ဟာမျိုးတွေရှိတယ်ဒါကျမတို့ကနိုင်ငံတကာမှာကြီးပြင်းလာတဲ့လူတွေကဒါကောင်းကောင်းသိတယ်နိုင်ငံတကာမှာကြီးပြင်းလာတဲ့လူတိုင်းကဒီရဲ့အတန်ဖို့နားလေတယ်ဆိုတော့နိုင်ငံတကာကဒီလိုမျိုးနိုင်ငံတကာရဲ့တန်းပေါ့နိုင်ငံတကာရဲ့တမရတွေနဲ့တန်း level ညီညီသွားနိုင်တဲ့ဒီလိုတမရရဲ့ရုပ်ရည်တမရရဲ့အရေးရှင်တမရရဲ့ဂုံတိတ်ခါနဲ့အညီသွားနိုင်တဲ့မြန်မာနိုင်ငံမှာတူးဒီတော့တမတာဖြစ်နိုင်တဲ့အရေးရှင်ရှိရဲ့အမျိုးသမီးတယောက်ကိုပြပါဆိုအမေတော်အောင်ဆန်းစုကြည်ဒါညင်းလို့မရဘူးဒါစစ်ခွေးတွေကနင်တို့ပြောတဲ့စစ်ဘောမဆိုတဲ့လူတွေထဲက10ယောက်ထုတ်လိုက်ရင်တော့မှဒါ6ယောက်လောက်ကမညင်းဘူးအဲ့ဒါကိုညင်းလို့ရတဲ့ထဲမှာမပါဘူးဆိုတော့ဒီလိုမျိုးလေးစားစရာကောင်းတဲ့သူ့သားသမီးတွေနဲ့လဲလိုက်ပြီးကျမတို့နိုင်ငံအတွက်ကိုပေးဆက်ထားတဲ့သူ့အဖေရဲ့အာဇာနည်ဗိမ္မာန်ဆိုတာသူ့အဖေရဲ့နာရေးကျမတို့အဖေရဲ့နာရေးကိုကျမကိုကြော့ခွင့်မပေးတာမျိုးရှင်တို့ခံစားဘူးလားရှင်းပြောတာနော်ဆိုအာဇာနည်နေ့ဆိုတာဒေါအောင်ဆန်းစုကြည်ကပုတ်ကိုရပုတ်သူ့ရဲ့ personal ပုတ်ကိုရကြည့်သူ့အဖေရဲ့နာရေးနိုင်ငံတော်နဲ့မကြည့်နဲ့အောင်သူ့အဖေရဲ့နာရေးကိုသူ့ကိုအလေးပြုခွင့်မပေးဘဲနဲ့ဘာမှမဆိုင်နဲ့ဟို generation တက်လောက်ရှိရဟာယူတွားပြီးတော့မှကိုစားပြုအလေးပြုခိုင်းနေဆိုတဲ့စစ်ခွေးတွေရဲ့အောက်တန်းစားစိတ်တက်ကိုမပြောဘဲနဲ့နော်စစ်ခွေးတွေရဲ့အရင်ချင်းစိတ်ကားစကားတွေကိုမပြောဘဲနဲ့ဘာကိစ္စနဲ့အမေသွေးသားရုံဟိုခွေးဝဲစားရင်လည်းရှင်တာလေလို့မိသွေးသားရုံဘာလို့ခွေးဝဲစားရင်လည်းရှင်တာလဲမမြင်ဘူးလားရှင်တို့မျက်လုံးလေးတွေတေချာကြည့်နော်အဲ့ပုံကိုပဲတေချာနင်တို့ရင်ပြီးတင်ထားတဲ့ပုံကိုပဲတေချာဆွဲကြည့်ခင်းမြက်မျက်လုံးနဲ့အဲ့ကောင်ရဲ့မျက်လုံးတေချာဆွဲကြည့်နော်အဲ့ခင်းရဲ့မျက်လုံးနဲ့အဲ့အောင်ဆန်းဦးရဲ့မျက်လုံးနဲ့တေချာဆွဲကြည့်နော်ဒေါအောင်ဆန်းစုကြည်နဲ့မနိုင်နဲ့ဟုတ်အဲ့ခင်းမြက်မျက်လုံးနဲ့အဲ့ဒီရဲ့အောင်ဆန်းဦးရဲ့မျက်လုံးနဲ့ပဲဆွဲဇွန်းတူဆွဲကြည့်ကြက်တည်ရှင်တခြားစီပဲရိုးသားချုပ်ပုံချင်းလဲတခြားစီပဲနည်းနည်းလေးလဲအမြင်လေးလဲကြည့်ကြအောင်အရင်ကြီးမပိတ်ကြနဲ့နေငါနေရင်ပြီးရောငါစကားနွားရရင်ပြီးရောမချင်နှက်မှုသူများကိုမချင်နှက်မှုနဲ့သူတွေဒီလူတွေကိုနေရင်ပြီးရောဆိုပြီးတော့မှကိုယ့်ရဲ့လီဒါကြီးကိုတော့ရှမနေနဲ့လေကွာအဲ့ဒါကြီးရောမကောင်းကိုယ့်လီဒါကြီးကိုတော့ရှမနေနဲ့လေငါတို့ကအဲ့ဒါတော့လက်မခံဘူးနော်အဲ့တော့နင်တို့ဟိုဘာကြီးပဲတင်လာဟွာကြီးပဲတင်လာတောက်တော်ကြီးပဲတင်လာအဲ့ဒါကိုမရရင်ဒီနေ့မနေ့မှာတင်ထားတဲ့ခါကျတော့အောက်ကနေအနောက်ကနေပြီးတော့မှရှင်မရရင်အာယာမိသားစုတွေရတယ်ပါခါကနောက်ကအားနဲ့ဒါမန်နာပဲလေဆိုအမေစုကလန့်ဖြစ်နေတဲ့စကလုံးတွေတွေ့တော့လေထိန်ကြည့်ပြီးတော့မှလေဘယ်ကနေစပြောမှလည်းမသိတယောက်ချင်းလည်းမပြောရှင်ကလိုက်တော့လွတ်လိုက်မယ်တယောက်ချင်းကိုအားရင်တကယ်မပြောရှင်ဘူးဆိုကျမတို့မှာတကယ်ကိုနားလည်ပေးဖို့တင်တယ်ဆိုတော့ကျမပြောချင်တာကခင်ကိုဒီခိုးမကြီးနဲ့ရှင်တို့ပြောတဲ့ခိုးမကြီးနဲ့တူစင်မော်တက်လို့မကြိုက်ကြဘူးဆိုတဲ့အထက်မှာကျမလည်းပါပါတယ်။ဘာလို့ဆိုခင်ကိုရိတ်မဲသွားမှာဆိုလို့ခင်ကိုရိတ်မဲသွားရင်အမေတော်အောင်ဆန်းစုကြည်ရဲ့အရေးပါလက်ပြီးမဲမယ်။ဘာလို့ဆိုတာသားသမီးမကောင်းရင်မိဘကောင်းဆိုတာရှိတယ်။ဆိုတော့သားသမီးမကောင်းရင်မိဘကောင်းဆိုတာသားသမီးမကောင်းရင်မိဘကောင်းဆိုခင်မကောင်းရင်မြန်မာပြည်သူတွေကမကောင်းတာ။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့မိဘကိုမြန်မာပြည်သူပြည်သားတွေကလူထားတာလေ။လူထားတာလေနော်။ဆိုတော့အဲ့လိုမျိုးရှိရတခါလေကြာရင်လူဆိုတာက
positive ကိုမတွေးပေးနိုင်ရင်တော့မှ negative ကြီးကိုတအားကြီးတွေးရင်လည်းမကောင်းဘူး positive ကိုနည်းနည်းလေးဖဲ့ပြီးတော့မှပြန်ပြီးတော့မှတွေးပေးကြပါလို့ပြောရင်းနဲ့ပဲဒီနေ့ကတော့ဒီလောက်ပဲဒါအရင်အောက်ကနေ message တွေလာမရေးနဲ့တော့เนาะအရင်ရွှေရောက်လာတော်တော်လေးစိတ်ပြတ်တယ်အရင်တင်တာကဘာတင်ထားတာလဲဆိုအရင်တင်ထားတာလဲရှင်းတယ်တားရေမမကိုနောက်ဖုန်းတစ်လုံးယူလာပြီเนาะအရင်တင်ထားတာလဲရေးထားတာလဲရှင်းတယ်အရင်ရေးထားတာအရင်ဖတ်ပြမယ် baby ဖုန်းတစ်လုံးယူလာပြီအဲ့ဒီရေးတင်လာတာအရင်ရှင်းပါတယ်မရှုပ်ဘူးเนาะ compare လုပ်ပြီးအဲ့လိုအောင်ဆန်းဦးရဲ့ဘာမှ generation ဘာမှမပြနိုင်တဲ့လူတွေနဲ့ဒီ Kim နဲ့ကို compare မလုပ်ပါနဲ့ဆိုတာကိုရေးထားတာเนาะကျမတို့မဆိုင်ဘူးတခြားစီပဲဒါလူတိုင်းလည်းသိတယ်မ compare လုပ်ပြီးတော့မှဒီလိုတွေတင်တာကိုမတင်ပါနဲ့လို့ကျမရေးလိုက်တာကျမတက်ကမုံညိုဆော်ရှင်လို့လည်းမဟုတ်ဘူးဟိုလူဆော်ရှင်လို့လည်းမဟုတ်ဒီလူဆော်ရှင်လို့လည်းမဟုတ်အားလုံးကိုကျမပြောချင်တာဒါကြီးကတော့ compare လုပ်ပြီးတော့မှnegative view နဲ့တအားပြောလို့အားကြီးတယ်ဒီတော့အာဇာနည်နေ့မှာဘာလို့ဘာကိစ္စနဲ့ Kim ကိုမတရားကြီးပြောနေကြတာလဲခင်းနဲ့ပါဆိုင်လို့လေခင်းလက်တူဖို့ဒီကြောပိုင်ခွင့်ရှိရလေပါဆိုင်လို့လေဘာလို့တအားကြီးတူ negative point နဲ့နင်းကပိတ်ကကြီးဖိပြောတာလဲဘာလို့ပြောတာလဲစဉ်းစားလို့မရဘူးသူများအိမ်နာရေးလေသူများရဲ့ဆွေမျိုး related ရဲ့နာရေးဒါ related အနေနဲ့ပဲကြည့်မယ်ဆိုသူ့ဖိုးရဲ့နာရေးနော်သူ့အမေကလည်းထောင်ထဲမှာအဲ့ဒါဘာလို့သူ့သားကြီးကိုနင်းကပိတ်ကကြီးဟို view fight ကြီးနဲ့လွတ်တောင်းကြီးနင်းကပိတ်ကကြီးနေကြတာဘာလို့ plus လေးတောင်ထည့်မကြည့်ပေးနိုင်ရတာအဲ့ဒါလေးကိုမေးတာဆိုတော့ iron solution အဲ့ဒါပဲဆိုတော့ဘဒုကိုမှဟိုလူကိုသွားစော်တာလားမရတွေကတက်ကမုံညိုထိတ်တွေ့တာလား no တွေ့တာမဟုတ်ဘူးသူရေးတင်ထားတဲ့ဟာကိုမကြိုက်ဘူးမကြိုက်တဲ့ဟာကိုမကြိုက်ဘူးလို့ပြောတာဒါတော့မလုပ်တင်ဘူးဆိုတာကိုပြောတာဒါအနောက်မှာလည်းပထမတစ်ခေါက်တော့လည်းကျွန်မပြောတယ်ကျွန်မလည်းအဲ့လိုပဲထောင်ပြမကြီးလို့ပြောလိုက်တော့ဟာထောင်ပြမအရင်ပြောလဲ view point နဲ့ကြည့်တာမဟုတ်ညီမဘီကဒီ point လေးရှိသေးတယ်အဲ့ဒါရမကောင်းညီမဖြုတ်ချလိုက်ဆိုဖြုတ်လိုက်တာပဲဖြောက်လိုက်တာပဲနောက်ပြီးမှအရင်ရှင်းတယ်အရင်ပြောချင်တာအဲ့ဒါမဟုတ်ပါဘူးဒီလိုပါဒါအဲ့အတွက်လေ sorry ပါဆိုတာလည်းပြောတယ်ဒါသူများစိတ်ကနောက်ကချက်ဖြစ်သွားလဲဆိုကို sorry လောက်ရမယ်တာဝန်ကိုတာဝန်မယ်လေ sorry ပါဆိုချစ်လိုက်ထားလွင့်ပေးတာပဲဆိုတော့မားတယ်ဆိုတာလေရှက်စရာမဟုတ်ပါဘူးမားတက်တယ်လူတွေကမမားတက်တဲ့လူမရှိဘူးနော်လူရယ်လို့ဖြစ်လာရင်မားတယ်ဒါဖျားဒီခရစ်ယာန်မှာလည်းပြောတယ်ဗုဒ္ဓဘာသာမှာလည်းပြောတယ်လူသားရယ်လို့ဖြစ်လာရင်မားကြမားမှပဲလူသားမှန်မှာလူသားမှန်ရင်မားအောင်မားတယ်ဆိုတော့မားတာကိုပြင်နိုင်မှပဲလူမှန်ဖြစ်မှာလीဆိုတော့လူကောင်းဖြစ်ဖို့အတွက်ကိုမားတာကိုပြင်ဖို့အဲ့ဒါလေးပဲပြောချင်တာကျွန်တော်တော့မားတယ်အောက်ကနေတချို့ကလာပြီးဆဲတာရှိရဲ့ပထမတစ်ခုတော့ကကျတော့ဒီကိုတက်ကရေးထားတဲ့ဟာနဲ့ပတ်သက်ပြီးတော့ anti တွေပေါ့နော်ဒီ community anti တွေလည်းပါတယ်တော်တော်များများအရင်ကိုလာပြီးတော့မှဒါအရင်နေနဲ့ဘယ်လိုမြင်လဲဒီဟာလည်းမှန်ပါတယ်ဒီတော်လရေးပေါ့နော် UG ရဲ့တော်လရေးပြီးသွားပြီဆိုတဲ့ဟာတော့ဒါမှန်တယ်လို့ပြောတဲ့အတွက်အရင်ကိုဝိန်းဆဲကြတယ်တခါပေါ့နော်ဒါကိုတက်ကကိုလည်းအဲ့အများကြီးမကြည့်ဘူးကြည့်လည်းမကြည့်ဘူးဆိုတာဘယ်သူ့မှအရင်ကြည့်လည်းကြည့်မရှိဘူးဒါပေမဲ့အရင်ကိုလာပို့တဲ့ဒီဟာကြီးကတော့လွန်လွန်အားကြီးရဆိုလာပို့လိုက်တဲ့ခါကျတော့အမေတော်အောင်ဆန်းစုကြည်ကဗျောင်စစ်ကူစကစားနဲ့ညှိပါတယ်ဆိုတဲ့ဟာကြီးကကျတော့မဟုတ်ဘူးလေနော်မဟုတ်ဘူးဆိုတာကိုရီးယားသိတဲ့ခါကျတော့မဟုတ်တာကြီးကိုကျတော့ဒါအမေတော်အောင်ဆန်းစုကြည်ကိုချစ်ခင်ကြည်ညူနေတဲ့လူတွေရော့သွားအောင်ပဲလောက်တာလားဆိုတဲ့ပုံစံမျိုးကကို့အုံနောက်ထဲကိုဝင်လာရောဒါကြီးကတော့မလုတ်တင်ဘူးဆိုအနောက်မှာသွားပြောလိုက်ပါတယ်ဒါကမလုတ်တင်ဘူးမေယူရည်နဲ့သွားပြောပါဒါကကျတော့အမေဒေါန်ဆန်းစုကြည်ရဲ့တာနဲ့ဟိုအကြီးနဲ့ရှင်ပြီးအားလုံးတူတူပဲဆိုတော့တူပဲလို့ပြောလိုက်တာရာရင်နစ်နေရပဲဒေါန်ဆန်းစုကြည်လာမြင်ဒါနစ်ငနေဖြစ်သွားမှာပဲသူ့သားယူစောက်ပေါ်ကြီးပြောတာယူတော်တော်နစ်မှာပဲသူလဲဆိုတော့ကျမတို့ကတခုခုလောက်တော့မယ်ဆိုရင်ကောင်းခဲ့တဲ့ကိုရီတောင်မပေးဆက်နိုင်တဲ့ပေးဆက်မှုမျိုးနဲ့ကိုရီတောင်မလုံနိုင်တဲ့လှုပ်ဆောင်မှုမျိုးတွေနဲ့ကိုနိုင်ငံအတွက်လှုပ်ပေးခဲ့တဲ့လီဒါတယောက်ကိုတော့မျက်နှာလေးထောက်ကြပါလို့ပဲပြောရှင်တယ်เนาะအဲ့ထက်လည်းပုံမပြောရှင်ဆိုတော့ဒါအရင်နောက်ထပ်ဒီအရင်ရဲ့အကောက်ကနေလွင့်မှာမဟုတ်ဘူးအရင်ရွှေရောင်းတာပဲလုပ်မယ်လို့ပြောထားပြီးသားเนาะဆိုတော့လွင့်မှာလည်းမဟုတ်ဘူးထပ်လည်းပြောမှလည်းမဟုတ်လာလည်းမရေးနဲ့ဒါပေမဲ့အရင်မကြိုက်တဲ့အရာကိုတော့အရင်ပြောပြစီဆိုတော့မကြိုက်တဲ့အရာနဲ့မဖြစ်နိုင်တဲ့အရာကိုတော့အရင်ပြောပြစီဆိုတော့ကိုMr. Kim မကောင်းဘူးသူမကောင်းတဲ့အကြောင်းလေးကိုပဲပြောလိုက်ဒါလေးမလုပ်ပါနဲ့ဒါလေးလုပ်ပါဒါပြောလိုက်ရှင်းတတ်တယ်ဒါလည်းကိုလည်းပြောမှာပဲဒါပေမဲ့ဟိုခွေးဝဲစားရင်လည်းနှိမ့်ရှင်ပြီးပြောတာလို့အမေတော်အောင်ဆန်းစုကြည်ကညှိနှိမ်ဖို့အတွက်ကိုပြင်နေတာပါဆိုညှိနှိမ်နေဆိုတေချာလာတေချာရင်ကျွန်မပါရိတ်ခံမယ်သွားရှစ်စိတ်ကြိုးအောင်ရိတ်ခံမယ်ညှိနှိမ်တာမတေချာပဲနဲ့ဒါတင်မင်တက်ရိုးချရုံပဲ6ရေးတာမျိုးလို့ဒါကြီးကြတော့တကယ်နိုင်ငံတော်မှာကျွန်မတို့လေးစားတဲ့လီဒါကြီးကိုဟိုအတင်းကြီးဟိုထောင်ထဲမှာလေဘသူသူ့လိုမျိုးထောင်ကြခံပြီးထောင်ထဲဆန့်ပြီးတော့မှဘသူကအနစ်နာခံလို့လေအကောင်လုံးတာတရားနိုင်ငံကိုဖင်ကော့ပြီးပြေးသွားကြတာကြီးပဲမဟုတ်ဘူးလားနိုင်ငံတော်မှာဒိုးတူပေါင်ပဲဘသူကြံနေခဲ့လို့လေနော်အတက်လည်းကြီးလာပြီတော်တော်ကြီးကိုနင်တို့အမေတွေမရှိဘူးလားနင်တို့အမေတော်အောင်ဆန်းစုကြည်နေရမှာနင်တို့အမေတွေဆိုရင်ရောနင်တို့ဘယ်လိုစဉ်းစားမလဲငါတို့အမေဆိုတော့ငါတို့အဲ့လောက်အစဲတန်တဲ့နိုင်ငံကြီးမှမထားတော့ငါအတင်းခေါ်ပြီးမှာဇွတ်ကြီးရောကြီးခေါ်ပြီးမှာအားအမျိုးတွေရှိရဲ့ဒါကလူတိုင်းမှာကိုယ့်ရဲ့ emotion လည်းရှိမယ်ကိုယ့်ရဲ့ခံစားချက်တွေလည်းရှိမယ်ဒီတော်လည်းရေးမှာမထင်မှတ်ထားတဲ့
ပေးဆက်မှုမျိုးတွေလည်းရှိလိုက်မယ်ထင်မှတ်ထားတဲ့ဘောနော်ကိုဒီ9နှစ်ကာလမှာပျော်ရွှင်လွတ်လပ်ပေါ့ပါနေခဲ့တဲ့ကိုတွေလည်းလုံးဝချင်းကြက်နေခဲ့ရတာလည်းရှိတယ်ဒါမျိုးတွေလည်းရှိမယ် emotion အများကြီးနဲ့ကိုမောင်နှမတွေရဲဘော်ရဲဘက်တွေမှာခံစားချက်တွေအများကြီးနဲ့ရှိရကိုရဲဘော်ရဲဘက်တွေရဲ့ခံစားချက်တွေကိုအများကြီးလည်းနားလည်ပေးနိုင်တယ်အများကြီးလည်းချစ်ပေးနိုင်တယ်နောက်ကိုရဲဘော်ရဲဘက်တွေကိုလည်းရော့သွားမှလည်းအရန်ကြောက်တယ်ဆိုတော့ကိုရဲဘော်ရဲဘက်တွေကိုဗာပြောချင်တာလဲဆိုလို့ရှိရင်ကျမတို့စစ်ခွေးဘက်ကိုနာပြောရမယ်ကိစ္စတွေကိုမေ့ရော့နေတယ်စစ်ခွေးဘက်ကလုံနေရအာဇာနည်နေ့မှာတမီးတယောက်ကိုတက်ရှိထင်ရှားရှိနေတဲ့တမီးတယောက်ကိုဒါအလေးပြုခွင့်မပေးဘူးဆိုတာအယူကြတော့မပြောကြဘဲနဲ့ခင်ကိုမစီမဆိုင်မေဒေါန်ဆန်းစုကြည်ရဲ့တာခင်ကိုပြောနေတဲ့ဟာကြီးကမကောင်းဘူးလीနော်အမှန်ကျမတို့ဒီအာဇာနည်နေ့ဆိုတာကဘိုလ်ချုပ်အောင်ဆန်းရဲ့နော်ကွယ်လွန်တဲ့နေ့နော်ဒီဒေါအောင်ဆန်းစုကြည်အနေနဲ့ကြည့်မယ်ဆိုသူ့ဖေရဲ့နာရီနေ့သူ့ဖေရဲ့နာရီနေ့တမီးကိုထွက်ပြီးတော့မှအလေးပြုခွင့်မပေးဘူးဆိုတဲ့စစ်ခွေးကိုကျမတို့ဘာလို့ဆဲဖို့မေးနေတာလဲတကယ်တော်လာရေးတကယ်ကြိုက်တယ်တကယ်နိုင်ငံရေးကိုတကယ်ချစ်တယ်ကျမတို့လီဒါကိုတကယ်သဘောကျတယ်ဆိုသမီးတယောက်ကိုထွက်ပြီးတော့မှအလေးပြုခွင့်များပေးမလားလို့အဲ့ဒီလဲဒီအာဇာနည်နေ့မှာအတက်မထွက်ဘူးဆိုတာလေအလေးပြုခွင့်တွေများပေးမလားဘာလေးများတည်င်းထွက်လာမလဲပေါ့နော်စကားစားဘက်ကအမေစုဘာလေးများလှုပ်လာမလဲဆိုတဲ့ဟာလေးကိုရင်ခုန်စောင့်စားစွာကြည့်နေပါဆိုမထင်မှတ်ထားပဲနဲ့အရင်တို့ဖက်မှာညတနာရီလောက်ရှိတဲ့အချိန်မှာအဲ့ဟာယူတွေ့တာဒေါရထောက်ဆိုထွက်သွားတယ်ဒါပေမဲ့ဘလိုက်ပြန်ဟုတ်လိုက်တယ်ဘလိုက်ပြန်ဟုတ်လိုက်ပြီးတော့မှငါအိတ်လိုက်မယ်မနေ့ဖြစ်မနေ့မှာစိတ်အေးသွားမှငါလိုက်လွှင့်မယ်ငါအိတ်လိုက်အောင်မယ်ဆိုအိတ်လိုက်ပြီးမှအခုစိတ်အေးသွားမှပြန်လွှင့်တဲ့ခါကျတော့ကိုအမားနေတာပေါ့ဒါပဲပါဆိုတော့အဲ့ဒီကိုလာပြီးတော့လည်းမပြောပါနဲ့အကန့်ဖြစ်ချင်တာလည်းမဟုတ်ပြဿနာရှာချင်တာလည်းမဟုတ်အတန်းရှင်းရှာချင်တာလည်းမဟုတ်ဘူးကျမတို့ရဲ့လီဒါရဲ့တာသမီးကိုကျမတို့လီဒါကိုစားကျမတို့တန်ဖိုးထားတာကျမတို့ရဲ့လီဒါဒေါအောင်ဆန်းစုကြည်ရဲ့တာဖြစ်တဲ့ Kim ကိုသူ့အမေကိုစားကျမတို့ကမေတ္တာပေးပြီးတော့မှသူ့ရဲ့အမားတွေကိုလည်းမျက်လုံးမိတ်ပြီးတော့မှသူ့အတွက်ဆိုကျမတို့ကအကောင်းဆုံးကိုမြင်ပေးဖို့အတွက် view point ကလေးပြောင်းလဲတင့်တယ်ဆိုတာလေးလာပြောတာဒါကျမတို့တာဝန်သူ့အမေကိုကျမတို့လူထားတာရှင်းတော့တာ तू မကောင်းရင်ရှင်တို့မကောင်းလို့ရှင်တို့ကြောက်မလို့ तू မကောင်းရင်ရှင်တို့ကြောက်ကိုကြောက်ဆိုတာကိုသိဖို့ရှေ့ရကိုကြောက်ဆိုတာအဲ့ဒါနော်အဲ့ဒါလေးမေ့နေလို့ဆိုလိုချင်တဲ့ point ကအဲ့ဒါပဲဆိုတော့ကျွန်မပြောချင်တာလည်းပြောပြီးသွားပြီနောက်လည်းပြောမှမဟုတ်ဘူးကျွန်မရဲ့ message မှာလည်းလာပြီးတော့မှကျွန်မတို့ negative point တွေလည်းလာမပြောနဲ့Irene ကလည်းကိုယ့်ရဲ့မိသားစုတွေကကိုယ် negative point ပြောရင်ကိုယ်လည်းခံစားရတယ်ကိုယ့်ရဲ့မိသားစုအာရမိသားစုတွေကနေမှ negative ဒီလို negative ပြောတဲ့အတွေးမျိုးပေါ့နော်အရင်ပြောချင်တဲ့အတွေးအတာဒါမဲ့အရင်ကို negative လာပြောရင်အရင်လည်းခံစားရတယ်လူသားပဲလူသားဆိုတာလူသားနဲ့ပီသားဆိုတာတော့ကိုပြောတာဆိုတာခံစားရတယ်သစိမ်းပြောတာစစ်ဘောမှာဟဲ့စင်ကြမကြီးမတာမကြီးခိုးတခိုးမကြီးစစ်ဘောမှာဖက်ကပြောတာဒါသူတို့တာဝန်သူတို့ပြောတာဒီကောင်မနေရင်ဆဲရမယ်ဆိုတဲ့သူတာဝန်အစိမ်းနေမှာရှိတယ်အစိမ်းတရေဒီမှာဒီကောင်မနေหนีသွားပြီဆိုဆဲမယ်ဒီကောင်မနေหนีသွားပြီဆိုပြောမယ်ဆိုသူတို့တာဝန်ရှိတယ်ကျမတို့အနီကကျမတို့ဆဲနေတော့ခံစားရတာပေါ့ဒါအမှန်ပြောတာကိုအနီကကိုအထင်လွဲနေတယ်ကိုအနီကကိုဗလိန်ကိုပြောဆိုနေတယ်ဆိုတော့ကိုခံစားရတယ်အဲ့လိုပဲအမေကလေအမေရဲ့သားသမီးကအမေသားသမီးပါလို့ပြောပြီးအမေတက်တူတွေထိုးထားပြီးတော့မှအမေအတွက်နဲ့တတိယနိုင်ငံကိုရောက်သွားဒီနိုင်ငံရေးကြောင့်မလို့ပဲတတိယနိုင်ငံကိုရောက်သွားတဲ့လူတွေကအမေသားကြီးကိုတခါတည်းဟိုခွေးဝဲစားကြီးနဲ့ရှင်နေပြီးအမေယူစော်ကားနေတဲ့အခါကျတော့ထောင်ထဲမှာရှိရဲ့အမေများပြန်ကြရင်ဘယ်လောက်များခံစားရမလဲဆိုတဲ့အတွေ့အမျိုးတွေးကြဖို့လိုတယ်နော်ဒါပြောပြတာခံစားလူသားဆိုတာလူသားတိမ်ပဲဘလောက်ကြီးဟိုတီလာရှင်ဝပြီးကလုံးကြီးတုံးနေတာမဟုတ်တဲ့အတွက်သူ့မှာလည်းခံစားမှာပဲကျမတို့အမေစုကိုအပိစကားမပြောရင်တော့မှဒုက္ခတွေဒုက္ခတွေထပ်မပေးဖို့လိုတယ်သူ့တဲ့အသက်အရွယ်မှာရှင်တို့ကအမေတက်ကြော်ရကြော်ရှေးပါစေအမေအစဉ်ပြေပါစေအမေပုံကြီးပြပြီးဟိုအလူတွေအမေကျမပြောပြီးပြီပဲအမေဗလာစီယာနဲ့ဘောင်းမီတိုတော်မှာပေးလေးလံပြစ်မယ်ဆိုသွားတောင်းရင်တောင်းမဲ့လူတွေရှိတယ်လို့ပြောထားပြီးသားပဲဆိုတော့ဒါမျိုးရင်လည်းပဲဒီဟာကြီးကိုမလောက်ကြဖို့လိုတယ်သိလားပြောတော့လူခွေရေးတယ်ပြောတော့ human right တယ်ပြောတော့ democracy တယ်အမလေးပြောလိုက်တာနင်းတို့ကြည့်ပဲအဲ့ဒါကျွန်တော်ငါလည်းအဲ့ဒါလေးလာပြောတာတော့ဘိုင်အခုတို့ဒီမပွားရှိဘူးစောစီစီတဲ့ဒီနေ့မနေ့စောကြီးဈေးရောက်ရတယ်ကျေးဇူးရယ်နော်မနေ့စောကြီးမျက်လုံးနှလုံးဖွင့်တာနဲ့အမကြီးတယောက်ကအပြာဝမ်းဆက်ကလေးတစ်စုံsorry ခရဇောဝမ်းဆက်တစ်စုံဝယ်တော့တယ်နောက်တစ်ယောက်ကျတော့လက်ကောက်လေးနှစ်ကွင်းဝယ်တော့တယ်မနေ့စောစီစီမနေ့စောစီမျက်လုံးဖွင့်တာနဲ့ဒါ YouTube ကနေလာဝယ်တယ်ပေါ့နော် YouTube ကနေရွှေရောင်းပါတဲ့အဲ့ဒီ YouTube ကနေရွှေသိမ့်မရောင်းပါဘူးနည်းနည်းလေးတမီးကိုကြော်ညာဘေးုံလေးလောက်ကြရင်ရောင်းပါတယ်ရွှေမရောင်းပါဘူးမရောင်းလည်းမရောင်းတတ်ပါဘူးဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်အားပေးတဲ့လူရောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်အားလေးကိုဒီကိစ္စနဲ့ပတ်သက်ပြီးပြောနေတဲ့လူတွေကိုလည်းအမြင်သူရှင်မတူနေဒါပေမဲ့ကျမတို့လီဒါကိုမစော်ကားပါနဲ့တကယ်ပဲတာတိယနိုင်ငံကိုရောက်နေတဲ့မြည်သူမဆိုတော့ဒါလီဒါကြောင့်မလို့ရတယ်ဆိုတာသဘောပေါက်ထားပါတော့တာတိယနိုင်ငံမှာရှင်တို့နေကြတဲ့လူတွေကျမတို့လီဒါကြောင့်မလို့ကျမတို့ဒီတာတိယနိုင်ငံမှာရှေရှားခွင့်ရှိတာနော်ရှေရှားခွင့်ရှိတာနေဘဘသားသမီးတွေဒီနိုင်ငံမှာနေထိုင်ခွင့်ရှိမယ်များထင်နေလားဘဘသားသမီးတွေဘယ်လိုပုံစံနေနေရပြီးတော့ကိုယ်တွေဘယ်လိုပုံစံနေနေရလဲဆိုတော့ကိုယ့်အကြောင်းကိုသိနော်ဆိုတော့ဘဘသားသမီးနဲ့အဖေမုတ်ဆိုးဖို့တာငိုလို့စားမုတ်ဆိုးမတာရီလို့စားဆိုတော့အာရင်းတို့ဘွားအာရင်းတို့ကမုတ်ဆိုးမတာသမီးတွေမုတ်ဆိုးမတာသမီးတွေရီပြီးစားနေရတာနော်မုတ်ဆိုးဖို့တာသမီးတွေလို့ငိုစားနေတာမဟုတ်ဘူးဆိုတော့ဂျေဇူးမကန်နဲ့ဂျေဇူးတည်တတ်ရတယ်
တေချာနားတော့ဂျေစုမကန်နဲ့ဂျေစုတိတက်ရတယ်နားလေလားနော်နားလေလားအဲ့ဒါလာပြောတာဆိုတော့မုတ်ဆိုးမသားသမီးရီလို့စားနေကြတာနော်တစ်ခါထပ်ပြောမယ်နော်မုတ်ဆိုးမသားသမီးရီလို့စားနေတာမုတ်ဆိုးဖို့သားသမီးလိုမျိုးမြန်မာပြည်မှာငိုပြီးစားနေတာမဟုတ်ဘူးဆိုတော့မုတ်ဆိုးမသားသမီးမုတ်ဆိုးမကိုပြန်စော်ကားနေတာတော်တော်တရားလွန်လာလို့လာပြောရတာဆိုတော့ကိုစဉ်းစားကောင်းရှိစဉ်းစားကောင်းရှိစဉ်းစားအခါတသိစဉ်းစားဒါပဲဆိုတော့ကျမတော့သွားတော့မယ်ကျမအမေစုကြောင့်မလို့ကျမမျက်နှာပွင့်နေနေရာတိုင်းမှာအမေစုတက်တူလေးထိုးထားမိရတာမှကျမမျက်နှာရတယ်ကျမနေရာရတယ်ကျမအတွက်ထိန်ခုံရတယ်ကျမအတွက်အဆင်ပြေတယ်ဘာလို့အမေသားသမီးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဆိုတော့အမေစုသားသမီးဖြစ်ရလို့ဒေါ်ရင်းနောင်နာရလားဆိုတစ်စက်မှနောင်နာမရဘူးအရန်ကျင်တတ်တယ်အရန်ကျင်လူတယ်အရန်ကြည်ဖြူတယ်တေတဲ့ဒီမျက်လုံးမိတ်တဲ့ဒီကျင်တတ်တယ်ဘာဖြစ်လို့လဲဆိုတော့မုတ်ဆိုးမသားသမီးဖြစ်တဲ့အတွက်ကျမရီပြီးစားနေရလို့မုတ်ဆိုးဖို့သားသမီးဆိုငိုပြီးစားနေရမှာမဆိုးလို့ပြောလိုက်မယ်နော်ဆိုတော့ဘောမဘောငုံနေရောဒီပေါ်နီပိတ်ပြီးခါလေးပြောလိုက်မယ်ကျမမုတ်ဆိုးမသားသမီးအမေတော်အောင်ဆန်းစုကြည်ရဲ့သားသမီးအစ်စ်ဆိုတော့ကျမနေရာရတယ်ဘယ်နေရာတော်မျက်နှာပွင့်တယ်နော်ကျောင်းမှာတော်ဘယ်မှာတော်ကျမမြန်မာဂုံဆောင်နေတယ်မြန်မာမဆိုပြီးတော့မှကျမသွားတယ်ကျမကျင်တတ်တယ်ကျမအမေတော်အောင်ဆန်းစုကြည်ဘက်ကိုမရက်တီလိုက်တာကျမရဲ့မိသားစုကွဲသွားတာဖြစ်ပြီမယ်ကျမကျင်တတ်တယ်ဘာဖြစ်လို့သူသားသမီးဖြစ်တဲ့အတွက်မျက်နှာမငယ်ရဘူးဒေါအောင်ဆန်းစုကြည်သားသမီးတခါမှမျက်နှာမငယ်ရဘူးပြပမှာရှိနေတဲ့ဒေါအောင်ဆန်းစုကြည်သားသမီးမျက်နှာငယ်ရတယ်ဆိုတက်လာခဲ့လိုက်တရောင်းမှမျက်နှာမငယ်ရဘူးနင်တို့ကလားမနေတက်မထိန်တက်အမေစုရဲ့မျက်နှာကိုအိုးမဲမတုတ်ကြနဲ့ရှင်းလားနော်အမေစုမျက်နှာအိုးမဲမတုတ်နဲ့အမေဒေါအောင်ဆန်းစုကြည်ရဲ့သားသမီးနိုင်ငံခြားမှာတရောင်းမှမျက်နှာမငယ်ရဘူးဒါပေမဲ့အိုးမဲမတုတ်နဲ့နိုင်ငံတကာမှာအမေမျက်နှာမရအောင်မလုပ်နဲ့ကို့အမေကိုရိုးတင်မှနင်တို့နေရာရမှာကို့အမေကိုရိုးမတင်နင်တို့နေရာမရဘူးအဲ့ဒါလာပြောတာဘိုင်ဘိုင်